အခုဖတ်ပြမှာကတော့မောင်စုရှင်ဘာသာပြန်ထားတဲ့အသေးအမွားအရေးမထားဘူးနီးလန်းတရားတွေကအပိုင်း73ဖြစ်ပါတယ်။အပိုင်း73ပိုပြီးတိခံတတ်စီဘူးတိခံခြင်း၏အကျိုးကျေးဇူးကြောင့်တင်မြော်မှန်းသောခေမင်းနှစ်သက်ပွဲငြိမ်းချမ်းသူတို့၏ဘဝရရှိရေးအတွက်ပန်းနိုင်ကိုရေရှည်ထားနိုင်လိမ့်မည်။ဤသို့တိခံတတ်လာသည်နှင့်အမျှဘဝတွင်ကိုဖြစ်ခြင်းရာဖြစ်ရမည်ဟုသောတွန်းတွန်းထိုးထိုးစိတ်ထားများရောပါကလက်သင့်ခံသင့်သောအရာကိုပို၍လက်သင့်ခံတတ်လာလိမ့်မည်။တိခံတတ်သောစိတ်ထားမရှိလျင်ကိုဘဝ၌ကြီးကြီးမားမားကတိကအောင်ဖြစ်စေရာတွေရှိနိုင်သည်အလွယ်တကူစိတ်ဆိုးတတ်မည်စိတ်ကတိကအောင်ဖြစ်မည်မနေတတ်မထိုင်တတ်လည်းဖြစ်နိုင်သည်တိခံတတ်ခြင်းဖြင့်ကိုဘဝတွင်တတောင့်တတာအဖြစ်ကိုရင်ဆိုင်နိုင်သောအခြေအနေမျိုးတိုးပွားလာပေလိမ့်မည်ပို၍တိခံတတ်လာသူတဦးဖို့မိမိ၏လက်ငင်းမျက်မှောက်အခြေအနေကိုနှစ်သက်လိုလားခြင်းမရှိနိုင်တော့လဲစင်ကြင်စာနာတတ်လာလိမ့်မည်။တွားရင်လာရင်ဖြင့်ကားမောင်းစဉ်ရင်ကြောပိတ်ဆို့နေခြင်းအချင်းအချက်နောက်ကျခြင်းတို့ကိုတွေ့ကြုံရသည့်အတိုင်းတိမခံနိုင်ဖြစ်နေပါကစိတ်မထိန်နိုင်လျင်အဖြစ်အပျက်တွေစု၍ကိုင်နိုင်သည်ထို့သို့မဖြစ်စေရန်စိတ်ကိုတသက်တာတာထားဖို့မိမိဘာသာတတိပေးနိုင်သည်ထိုအခါမျိုးတွင်အသက်ကိုဝဝရှူရန်အကောင်းဆုံးဖြစ်သည်မိမိစိတ်ကထိုးထက်ကြီးကျယ်သောကိစ္စများထက်စားလျင်မဖြစ်စလောက်ကလေးများသာဖြစ်သည်ဟုစဉ်းစားသဘောပေါက်ဖို့အခွင့်အရေးရနိုင်လေသည်တိခံတတ်ခြင်းကြောင့်အခြားသူများတွင်အပြစ်မဲ့သောအဖြစ်မျိုးသတိမူမိနိုင်သောအခွင့်အရေးတစ်ရပ်ရှိသည်စာရေးသူတို့မိသားစုတွင်အသက်4နှစ်နှင့်9နှစ်အရွယ်ကလေးငယ်2ယောက်ရှိ၏ကျွန်တော်၏စာအုပ်ကိုရေးနေစဉ်၌4နှစ်အရွယ်သမီးကလေးမှာအခန်းထဲသို့မကြာခဏဝင်လာတတ်သဖြင့်အလုပ်ပြရ၏စာရေးခြင်းဖြင့်အသက်မွေးရသူအဖို့ထိုအဖြစ်မျိုးမှာအရှိန်ပြတ်လှသည်စာရေးသူသည်သမီးကလေးဝင်လာသောအခါတိုင်းစိတ်ထဲကငါတော့အလုပ်ပြတ်တော့မှာပဲရေးလက်စအတွေးအမြင်ပြတ်တော့မှာပဲစာရေးဖို့အချိန်ကလေးကလည်းဒီနေ့တော့ဒီလောက်ပဲရတော့တယ်စသည်ဖြင့်သူ့ကြောင့်ဖြစ်ရသည်တို့ကိုအကျယ်ချဲ့ပြီးတွေးတောမနေတော့ပဲသူခမမတိထက်ရှာလို့ဒီလိုဝင်လာနေတာပဲဟုများသောအားဖြင့်တွေးကြည့်လိုက်သည်သမီးကလေးဘာကြောင့်လာသလဲဟုကိုဘာသာစဉ်းစားကြည့်သောအခါမိမိအလုပ်ကိုနှောက်ယှက်ချင်၍မဟုတ်ဘဲဖေးကိုချစ်၍သာလာခြင်းဖြစ်သည်ဟုသဘောပေါက်ရသည်ခလေး၏အပြစ်ကင်းခြင်းကိုတွေးမိသောအခါတိခံစိတ်ဖြစ်လာတော့သည်ကိုဘာသာလည်းတိခံတတ်ဖို့သတိမူမိတော့သည်ထိုအခါတွင်မကျေနပ်စိတ်များပပျောက်သွား၏ချစ်စရာကောင်းသောဤသားသမီးမျိုးရသည်မှာကံကောင်းလွေစားဟုတွေးမိတော့သည်ထို့ကြောင့်စိတ်တိုးစရာစိတ်ရှုပ်စရာကိစ္စမျိုးနှင့်ကြုံရသည့်အခါအကျိုးသင့်အကြောင်းသင့်စစ်စစ်တွေးကြည့်ပါကတစ်ဖက်လူတို့၏အပြစ်မဲ့ခြင်းကိုသဘောပေါက်နိုင်လေသည်သဘောပေါက်သည်နှင့်အမျှတိခံတတ်ပြီးစိတ်အေးချမ်းသာရှိသောကိုဖြစ်လာလိမ့်မည်ထိုအခါတွင်စိတ်တိုနေကြကိစ္စများ၌ပင်စိတ်တိုတတ်ခြင်းမရှိတော့သည်ကိုအံ့ဩစွာတွေ့ရလိမ့်မည်